ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးရဲ့ကြော်ဖြစ်တဲ့အမျိုးယုံမကြီးရဲ့သမီးကတော့အမျိုးရှုံးမအယုဖြစ်သွားတာပေါ့နော်အမေဖြစ်တဲ့အမျိုးယုံမကြီးကသူ့ရဲ့ဆွေတော်မျိုးတော်တွေကိုပေါ့နော်ရခိုင်ပြည်တဲ့အလုံးရင်းတွေကိုတောင်းခေါ်သွင်းခဲ့တာအဲ့တော့ဗုဒ္ဓသာသနာပျက်စီးခြင်းရဲ့အဓိကတရားခံသည်ခရစ်ယာန်ကြောင့်လည်းမဟုတ်ဘူးမွတ်စလင်ကြောင့်လည်းမဟုတ်ဘူးဘယ်သူတွေကြောင့်ဗုဒ္ဓဘာသာအမျိုးယုတ်တွေကြောင့်ရှင်းလားအဲ့တော့ခင်ဗျားတို့ဒီသာသနာကိုပြုနိုင်ရင်ပြုမပြုနိုင်လို့ကုသိုလ်မရယုံမဲရှိမယ်အာကုသိုလ်တော့မပြုအဲ့တော့ကိုးကြောင့်သာသနာတိုးတက်အောင်လုပ်နိုင်ရင်လုပ်မလုပ်နိုင်ရင်သာသနာတော့မဖြတ်ကြနဲ့ရှင်းသလားအဲ့တော့ဗမာပြည်သာသနာကိုဖြတ်နေတာဗမာပြည်မှာရှိနေတဲ့ယဟန်ယုတ်တွေနဲ့လူယုတ်မာတွေပဲသဘောပေါက်လားရှင်းလားကြောပြောတာအဲ့တော့အခုတစ်ချိန်လုံးကဒီလိုဝိဝါဒကွဲပြားမှုတွေတို့နိုင်ငံတို့သာသနာသမိုင်းမှာရှိခဲ့သလားမရှိခဲ့ဘူးအဲ့တော့ဘာဖြစ်ကုန်လို့ဆိုတော့ယဟန်ကယဟန်လုံးမလုံးနိုင်ငံရေးရောင်ရောင်အမျိုးသားရေးရောင်ရောင်ဟိုရောင်ရောင်ဒီရောင်ရောင်ဖြစ်ကုန်တာဖြစ်တဲ့အတွက်ခုတန်ဃာတွေလည်းချင်းချင်းဂိုင်းကနာတွေကွဲရှင်းလားတကယ်ဆိုရင်ဘုရားရှင်အဆုံးမအောက်မှာရှိနေရင်အားလုံးဟာတသွေးတသားတဲ့တညီတညွတ်တဲ့ဖြစ်နေရရှင်းလားနော်ခုတော်ဒီ669မဘာသာတွေပေါ်လာမှတန်ဃာလည်းဂိုင်းနေကွဲကုန်ရှင်းလားသဘောပေါက်သလားအဲ့တော့ဒီမှာကြီးခုဒီနေ့ဖြစ်သွားတဲ့ဖြစ်စဉ်တွေကိုသုံးသပ်ကြည့်ရင်အဲ့ဒီဘွယ်စည်းတွေပေါ်လာပြီးတဲ့နောက်ပိုင်းမှာဖြစ်ကုန်တာအကုန်ရှင်းလားသဘောပေါက်လားကျုပ်ပြောတာဘယ်သူပြောလို့သူကျုပ်ပြောတယ်လို့ပြောလိုက်